ငါစားတော့ဆိုင်ကဟင်းကြံတွေကိုပဲရောင်းတာပါဒါပေမဲ့ဒီကျင့်ကြံသူတွေကတော့တန်မိုးကြီးဟင်းလျာတစ်ခွက်လိုစားနေကြတယ်နတ်ဆိုးပုံကြဆင်းလာပြီးနောက်ပိုင်းကဘာပေါ်ကအရာအလုံးဟာနတ်ဆိုးစွမ်းရည်တွေနဲ့ညဉ့်ညမ်းသွားခဲ့လို့နတ်ဆိုးဧကရစ်နဲ့ငကားနန်းတော်ကမင်းသမီးတောင်ဒီဆိုင်ရဲ့ဖောက်တယ်တွေဖြစ်နေကြတယ်ကျင့်ကြံသူတွေကသူတို့ရဲ့အတွင်းစိတ်နဲ့ဆိုးတွေကိုတွန်းလှန်နိုင်ဖို့သူတို့ရဲ့စားခြင်းစိတ်ကိုဖြည့်ဆည်းပေးရတယ်ဒါပေမဲ့ဒီကဘာမှာပါဝင်ပစ္စည်းများစုကမျိုးသုံးလူနီးပါးဖြစ်နေပြီတာမန်ဂျုံပင်ပေါက်လေးတစ်ခုကတော့ဂိုင်းတစ်ခုလုံးကိုကယ်တင်နိုင်တဲ့တော့ချက်ဖြစ်လာနိုင်တယ်ဒီကဘာမှာငါကလုဝက်ဆန်းကျဲတဲ့စားတောက်ဆိုင်စနစ်တစ်ခုကိုလိုချစေခဲ့တယ်စနစ်ကအခုမှအဆင့်တပဲရှိသေးပြီးဟင်းကြံဟော့ပေါ့ကိုပဲဖွင့်ပေးထားပေမဲ့မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေကတော့အလူရက်စားနေကြတော့မယ်တချို့ကအကျွေးနဲ့တောင်စားဖို့ကြိုးစားကြတယ်ငါကညင်းလိုက်တော့သူတို့ကဟော့ပေါ့အတွက်တခြားຢာတွေနဲ့လာလဲဖို့ကြိုးစားကြတယ်မတက်နိုင်တဲ့အစုံသူတို့ကိုဆိုင်ထဲကနေကန်ထုတ်ပစ်လိုက်ရတယ်ဘာပဲဖြစ်ဖြစ်ငါမျက်စိတော့အနောက်ရှက်အဖြစ်မခံနိုင်ဘူးလေချင်းယုံကိုင်းရဲ့ထိတ်တန်းတဲ့ပဲလူရန်ဟာအစာမစားရတာကြာသွားလို့အတွင်းစိတ်နဲ့ဆိုးကိုမထိန်နိုင်တော့ပဲငါဆိုင်ရှိမှလဲကျသွားတဲ့နေ့အထိငါဘဝကဒီလိုပဲပြင်းစရာကောင်းနေမယ်လို့ထင်ခဲ့တာသူအနာကလာပြီးကြည့်လိုက်တော့အယံအံ့ဩသွားတယ်ကြောက်စရာကောင်းတဲ့နတ်ဆိုးဧကရရဲ့ဝူခုံကသူ့ကိုယ်သူနှိမ့်ချပြီးငါစီမှာအစာတောင်းနေတယ်လို့အမြဲတမ်းအေးဆက်ပြီးမာနာကြီးတဲ့ငကားအလှလေးလုံရန်ကတော့ငါပကုံးကိုနှိမ့်နေပေးပြီးချွဲနေတာကိုတွေးလိုက်ရလို့ပဲဒါကိုမြင်တော့ငါဟော့ဘောကတံမိုးဖြတ်လို့မရဘူးလို့သူထင်သွားပြီးသူ့ကိုတလုံးလောက်ကျွေးဖို့ရိုးရိုးသေးသေးတောင်းပန်တော့တယ်ဒါပေမဲ့တပုံးကိုဝိညာဉ်ကြောက်တုံး90ပဲကြတယ်ဆိုတာသိလိုက်ရတော့သူချက်ချင်းစိတ်လှုပ်ရှားသွားတယ်သူကဝိညာဉ်ကြောက်တုံးတွေကိုချက်ချင်းချပေးပြီးတပြိုင်နက်တည်းကိုးပုံးမာလိုက်တယ်ဒါပေမဲ့တလုတ်တည်းစားလိုက်ရုံနဲ့အဆင့်တက်သွားပြီးငါဆိုင်ကိုမတော်တဆဖျက်ဆီးပစ်လိုက်တယ်ဒါကြောင့်ကုန်ကြစည်အတိုင်းကိုငါတွက်လိုက်တယ်ပစ္စည်းဖို့လှုပ်အားကစိတ်ပိုင်းဆိုင်ရာထိခိုက်နေတာချင်းနဲ့ပြန်တန်းနေတာရက်နာကပါမကြံပေါ့သူ့ရဲ့ယေတနာတွေကိုပေါင်းနှံယုံသားမကငါစီမှာဝိညာဉ်ကြောက်တုံးအကျွေးတွေအများကြီးတင်သွားခဲ့တယ်တခြားရွေးချယ်စရာမရှိတော့လို့ပတ်စံရှာဖို့နဲ့ဒီအံ့ဩစရာကောင်းတဲ့တွေ့ရှိမှုကိုသတင်းပို့ဖို့ဂိုင်းကိုအမြန်ပြန်သွားခဲ့တယ်သူထွက်သွားပြီးနောက်အဲ့ဒီဝင်ငွေနဲ့စနစ်ကိုအစနစ်အထိမြင့်တင်လိုက်ပြီးဟင်းလျာအသစ်ဖြစ်တဲ့ကြက်ဥထမင်းကြော်ကိုဖွင့်လိုက်တယ်အဲ့ဒါကိုမြင်တော့ငါဝမ်းသာလုံးလို့ငိုတောင်ငိုချင်သွားတယ်နောက်ဆုံးတော့ငါလည်းဟင်းကြံတွေစားစရာမလိုတော့ဘူးလေဟင်းလျာအသေးရပြီဆိုတာလုံရံတဲ့ရဲဝူခုံတို့ကြတော့ပထမဆုံးမြည်စမ်းခွင့်ရဖို့ငါထက်တောင်ပိုပြီးစိတ်လှုပ်ရှားနေကြတယ်ပထမဆုံးမြည်စမ်းခွင့်ရဖို့အတွက်သူတို့ကနှစ်တစ်ထောင်တက်တန်းရှိတဲ့ငကားရဲ့တနာနှလုံးသားကာကွယ်ရေးအခြေခွန်နဲ့အစင်တန်းကိုကိုစားပြုတဲ့မြင့်မြတ်သောနတ်ဆိုးတစ်တီးတို့ကိုထုတ်လာကြတယ်ဒီလောက်ရရောတဲ့ပေးချေမှုကိုမြင်တော့ငါလည်းဘာမှထပ်မပြောပဲတဘာဝကြကြလက်ခံလိုက်တယ်ပါဝင်ပစ္စည်းတွေကိုလဲလှယ်လိုက်တယ်မိမွေးတယ်ကြက်ဥကိုဖောက်ထည့်ပြီးထမင်းကိုတစ်ချက်တည်းချိုးချိုးမွေ့မွေ့ထည့်ကြော်လိုက်တယ်ခဏလေးအတွင်းမှာပဲတောက်ပနေတဲ့ကြက်ဥထမင်းကြော်တပကံသူတို့ရှေ့ရောက်လာတယ်သူတို့နှစ်ယောက်ချက်ချင်းပဲအလူရက်စားကြပြီးအရသာကအရန်ကောင်းလို့သူတို့ကိုပါငိုစေခဲ့တယ်အဲ့ဒီအချိန်မှာပဲစနစ်ကငါ့ကိုရုတ်တရက်အတိပေးလာတယ်အဆင့်3ရောက်သွားရင်ဝိညာဉ်ကြောက်တုံးတွေကိုကျင့်ကြံခြင်းစွမ်းအားဖြင့်တိုက်ရိုက်လဲလှယ်လို့ရပြီတဲ့လူရန်ချင်းယုံကိုင်းကနေပြန်လာပြီးအကျွေးဆက်မဲ့အချိန်ကိုငါမျောလင့်တကြီးစောင့်နေခဲ့တယ်ဒါမှကျင့်ကြံမှုအတွက်ဝိညာဉ်ကြောက်တုံးလုံလုံလောက်စုဆောင်းနိုင်ပါလေဒါပေမဲ့ငါ့ကိုမိသားစုထဲကနေနှင်ထုတ်ခဲ့တဲ့ငါညီနဲ့အဖေကလည်းချင်းယုံကိုင်းကိုရောက်လာကြတယ်သူတို့ကမျိုးတုံးပြောက်ွယ်နေပြီဖြစ်တဲ့ဂျုံပင်ပေါက်ကိုတုံးပြီးငါညီကိုချင်းယုံကိုင်းရဲ့တန်ရှင်းသောသားတော်နေရာရအောင်လုပ်ပေးဖို့လာကြတာဖြစ်ပြီးလူရန်ကိုတောင်လိုဝက်မျက်စိကြနေကြတယ်ဂျုံပင်ပေါက်ကိုမြင်တော့ဂိုင်းချုပ်ကအရန်စိတ်လှုပ်ရှားသွားပြီးပြေးလာကနောက်3ရက်နေရင်ငါညီကိုသူ့ရဲ့နောက်ဆုံးတစ်ပတ်အဖြစ်လက်ခံမယ်လို့ကြေညာခဲ့တယ်ဒါပေမဲ့ငါညီအပျော်မဆုံးခင်မှာပဲလူရန်ကအပြေးလွှားဝင်လာပြီးဆရာဂိုင်းရဲ့ပြဿနာတွေရှင်းသွားပါပြီအစားအစာတွေအပြည့်ရှိတဲ့လိုဝက်စားတောက်ဆိုင်ဆိုတဲ့တန်ရှင်းတဲ့နေရာတစ်ခုကိုကျမတွေ့ခဲ့တယ်လို့ပြောလိုက်တယ်အဲ့ဒါကိုကြားတော့ငါညီကချက်ချင်းသွားစစ်ဆေးကြည့်တယ်သူထွက်သွားတာနဲ့သူ့ရဲ့တန်ရှင်းသောသားတော်နေရာလဲပျောက်သွားပြီဆိုတာကိုသူမသိခဲ့ဘူးတစ်ချိန်တည်းမှာပဲငါဟာချင်းယုံဂိုင်းရဲ့ကတိရှင်ဖြစ်လာခဲ့ပြီးဂိုင်းတစ်ခုလုံးငါဆိုင်ဘက်ကိုလာရောက်လည်ပတ်ဖို့တောင်စီစဉ်နေကြတယ်ပထမဆုံးရောက်လာတာကတော့တဘာဝကြကြပဲငါညီနဲ့အဖေဖြစ်နေတယ်အစကတော့ငါ့လိုအတုံးမကျတဲ့ကောင်ကဒီဆိုင်ကိုပိုင်နေဆိုတာမြင်တော့ငါတခုခုလိမ့်လဲနေတယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့ဆိုင်ထဲကနေလွင့်ပြန်လာတဲ့အရာတာရှိတဲ့အစားအစာရနံ့တွေကိုရလိုက်တဲ့အခါသူတို့မျက်လုံးတွေချက်ချင်းညီရဲသွားတယ်ငါအခွင့်အရေးနဲ့ငါအစားအစာတွေကိုလူယူဖို့သူတို့ချက်ချင်းတက်ခိုက်ကြတော့တယ်ဒါပေမဲ့သူတို့မသိတာကနတ်ဆိုးမျိုးနယ်စုနဲ့ငကားနန်းတော်ကရေတနာတွေအားလုံးငါလက်ထဲမှာရှိနေတယ်ဆိုတာပဲသူတို့ကငါရဲ့ကာကွယ်မှုကိုမချိုးဖျက်နိုင်ခဲ့ရုံသာမကငါရဲ့မိထိုးတန်ချောင်းတစ်ချက်လွှဲလိုက်တာနဲ့ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားကြတယ်ဒါပေမဲ့သူတို့ကိုဘိုးဘေးတွေစီတေမင်းစီပို့လိုက်တော့မဲ့အချိန်မှာပဲကောင်းကင်ယံမှာအေရာမပြန်တန်းနေတဲ့တင်မောကြီးတစ်စီးပေါ်လာခဲ့တယ်မင်းစီမှာမော်ရတနာတစ်ခုရှိနေတော့ရောဘာဖြစ်လဲဆူယန်ကြည်လိုက်ငါနောက်ခံတွေရောက်လာပြီးဒါကိုငါဘယ်လိုဖြေရှင်းရမလဲ